အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော် Mobile Legends Diamond နေ PUBG တွေရောင်းလို့ရတဲ့နောက်ထပ် website လေးတစ်ခုအကြောင်းကိုကျွန်တော်ပြည်စုံပြောပြပေးသွားမယ်။ကဲဆိုတော့ကျွန်တော်ဒီ website လေးကဘာလဲဆိုရင်ကျွန်တော်တို့ Uniban website လို့ခေါ်တယ်။ဒီ website လေးရဲ့ကျွန်တော်အကောင့်ဖွင့်နေပြီးတော့ကျွန်တော်ကုတ်ဖြည့်နေတွေ Diamond ဖြည့်နေတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာအစားဆုံးကိုတေချာလေးပြောပြပေးသွားမယ်။ကဲဆိုတော့ကျွန်တော်နဲ့တူတူတေချာချာလေး like ကြည့်လိုက်ပါ။ကဲပထမဆုံးအနေနဲ့ကျွန်တော်တို့ကအကောင့်လေးဖွင့်ဖို့အတွက်ဒီ Google ကိုသွားမယ်ပြီးရင်ဒီနေ့မှာကျွန်တော် UNIPIN unibin.com ဆိုပြီးတော့ရိုက်ချလိုက်မယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ Unibin ကျွန်တော် website ထဲကိုကျွန်တော်ကတော့တန်းရောက်သွားတယ်ကဲတကယ်လို့ဒီငယ်ချင်းတို့တန်းမရောက်ဘူးဆိုရင်ဘယ်လိုလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ဒီနေရာမှာကျွန်တော် Unibin လို့တစ်ချက်ရိုက်ထားတယ်ဆိုပါစို့ဒါဆိုရင်ဒီမှာကျွန်တော်အပေါ်ဆုံးမှာဒီ Unibin www.unibin.com ဆိုပြီးတော့ဒါလေးရှိတယ်ဒီမှာကျွန်တော်တို့ဒီမှာဒီ website လေးရှိတယ်ဒီလိုလေးဆိုရင်ကျွန်တော်တို့တန်းမရောက်ဘူးဆိုရင်ဒီ Unibin လို့ရိုက်ချလိုက်ရင်ဒီနေရာမှာဒီ website လေးတစ်ချက်နှိပ်လိုက်မယ်โอเคဒီလိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့ဒီနေရာလေးကိုရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့ဒီပေါ်ဆုံးမှာအဝါအောင်လေးနဲ့ sign in ဆိုတာလေးရှိတယ်ဆိုတော့ဒီမှာကျွန်တော် sign in ဆိုတာလေးရှိတယ်ဒီ sign in ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီ sign in ကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကဒါကတော့ရှိပြီးသားအကောင့်တွေကို sign in ဝင်တာဖြစ်တယ်ကျွန်တော်တို့ကအကောင့်မရှိဘူးဆိုတော့ဒီမှာကျွန်တော်တို့ဒီ sign in ရဲ့အောက်ကဒီမှာ sign up now ဆိုတာလေးရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေရာလေးရောက်သွားပြီဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့ရဲ့ name ကိုကျွန်တော်ရွေးချယ်ရမယ်ကျွန်တော်ဒီမှာကျွန်တော် name နေရာမှာတော့ကျွန်တော်ကြိုက်ရာကိုထည့်လို့ရတယ်ဆိုတော့ပြီးရင်ဒီမှာကျွန်တော် email နေရာမှာကျွန်တော်တို့ email လေးထည့်မယ်ပြီးရင် date of birth ကတော့ကျွန်တော်စင်ပီယာလေးကိုရွေးချယ်လိုက်လို့ရတယ်โอเคကျွန်တော်တို့ဒီ day of birth ပြီးရင်ဒီမှာကျွန်တော်တို့ password လေးရိုက်ရမယ်ကျွန်တော် password ကတော့ကျွန်တော်ကဏ္ဍကြီးတေးရဲ့စလုံးနေဆိုတော့အဲ့ဒါတွေကိုကျွန်တော်ထည့်ရမယ်ဆိုတော့ဒီမှာကျွန်တော် password လေးထည့်မယ်โอเคကျွန်တော် password ကိုဒီမှာကျွန်တော်နှစ်ခါထည့်ရမယ်နှစ်ခါထည့်ပြီးပြီဆိုရင်ကျွန်တော်အောက်ဆုံးက security pin ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ diamond တွေပါပြည့်တဲ့အချိန်မှာကျွန်တော်တုံးဖို့အတွက် security pin ကျွန်တော်6လုံးကျွန်တော် password 6လုံးဒါထည့်ထားရမယ်โอเคအကုန်လုံးထည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီအောက်ကဒီအဝိုင်းအောင်စားလေးကျွန်တော် register ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒီမှာသူကတော့ကျွန်တော်ကိုဒီ password လေးကကျွန်တော် upper case တွေ lower case တွေထည့်ခိုင်းတာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်ကဒီຢာတွေမပါတဲ့အတွက်သူကမရဘူးဖြစ်နေတယ်အဲဆိုတော့ဒီမှာကျွန်တော်ထပ်ပြီးတော့ကျွန်တော် password ကိုပြန်ပြီးတော့ပြင်ရိုက်လိုက်မယ်ဆိုတော့ကျွန်တော် password ကိုဒီ upper case တွေ lower case တွေဆိုတာဘယ်လိုဟာလေးပြောရလဲဆိုရင်ဒီမှာကျွန်တော်တို့ share တို့ဒီပုံစံလေးတွေဒီမှာကျွန်တော်တို့ဒီ share တို့ hash တို့ဒါလေးတွေကိုပြောတာဖြစ်တယ်ဆိုတော့ဒါလေးတွေကိုကျွန်တော်တို့ပေါအောင်ထည့်ပေးရမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီကုတ်6လုံးကျွန်တော်ရိုက်ထည့်ရမယ်ကျွန်တော်ကုတ်6လုံးဆိုတာကကျွန်တော်ထားမဲ့ password 6လုံးကိုရိုက်ထည့်ရမယ်โอเคအကုန်လုံးရိုက်ထည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော် register ဆိုတာလေးကိုနှိပ်လိုက်မယ်โอเคဒီမှာဒါဆိုရင်ဒီမှာသူက please check the email တဲ့ကျွန်တော် we have sent you to continue ဆိုပြီးတော့ဒီလိုလေးပြနေတယ်ဒီမှာကျွန်တော်ဒီလိုလေးပြနေဒီလိုလေးပြနေတာတော့ကျွန်တော်တို့ရဲ့ email တွေကိုတဲ့ကျွန်တော်စစ်စစ်ပေးပါတဲ့ကုတ်လေးပို့ပေးလိုက်မယ်ဆိုပြီးတော့သူက confine link လေးပို့ပေးလိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ email တွေကိုစစ်စစ်ခိုင်းတယ်ဆိုတော့ကျွန်တော်က email တွေကိုတွားကြည့်လိုက်မယ်ကျွန်တော်တို့ gmail တွေကိုတွားကြည့်လိုက်မယ်โอเคကျွန်တော် email တွေကိုတွားကြည့်လိုက်တော့ဒီမှာ Unibin ကနေပို့ထားတာလေးရှိတယ်
ဒါဆိုရင်ဒီမှာဒီနေရာမှာကျွန်တော်တို့ကဒီ Wi-Fi account ဆိုတဲ့လေမွန်အောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုရင်တော့ဒီမှာကျွန်တော် verification success ဆိုပြီးတော့ဖြစ်သွားပြီဒါဆိုရင်တော့ကျွန်တော်တို့ account က verify လုပ်ပြီးသွားပြီဒါဆိုရင်ကျွန်တော်တို့ account ဖွင့်ခြင်းကလုံးဝအကိုအောင်မြင်သွားပြီကဲဆိုတော့ကျွန်တော်တို့ account တွေကိုဝင်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီ sign apps ကိုပြန်နှိပ်လိုက် sign in ကိုပြန်နှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ဒီအပေါ်ဆုံးကဒီမှာကကျွန်တော်ဒီပေါ်ဆုံးကဒီ sign in လေးကိုတစ်ချက်ပြန်နှိပ်လိုက်မယ်ပြီးရင်ခုနကတော့ကျွန်တော်တို့ထည့်ခဲ့တဲ့ email နဲ့ကျွန်တော်တို့ password လေးကိုထည့်ပေးရမယ်โอเคထည့်ပေးပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ sign in ဆိုတာလေးကိုနှိပ်လိုက်မယ်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့အကောင့်ထဲကိုရောက်သွားပြီအကောင့်ထဲရောက်သွားပြီဆိုရင်ဘယ်လိုလေးပြလဲမလဲဆိုတော့ဒီမှာကျွန်တော်တို့လူပုံလေးနဲ့ဒါမျိုးလေးပြလာမှာဖြစ်တယ်ကဲဆိုတော့ဒီမှာကျွန်တော်တို့အကောင့်ထဲရောက်သွားပြီဒီမှာ Mobile Legends ကျွန်တော် Diamond တွေဖြည့်လို့ရမယ် PUBG Mobile UC တွေဖြည့်လို့ရမယ်โอเคဒီလိုကျွန်တော်အကောင့်ဖွင့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့လောက်ရမှာကဘာလဲဆိုရင်ကျွန်တော်တို့က seller တွေစီကနေတွားပြီးတော့ code ဝယ်ရမယ်ကျွန်တော်တို့ Unibin BRL code တို့ကျွန်တော်တို့ဒီအတုံးအများဆုံးကတော့ Unibin ကျွန်တော်တို့ BRL Brazil နဲ့ Philippines နဲ့ကိုအတုံးအများဆုံးဖြစ်တယ်ဆိုတော့တကယ်ချင်းတို့ကဒီ seller တွေစီကနေ Unibin BRL code တို့ Unibin BHB code တို့ဆိုပြီးတော့ဒါတွေကိုတွားဝယ်ရမယ်ဒါဝယ်တွားဝယ်လိုက်ရင်တို့က code လေးတွေပေးလိုက်မယ်အဲ့ဒီ code လေးတွေကိုကျွန်တော်တို့ကဘယ်လိုဒီအကောင့်ထဲမှာဖြည့်ရမလဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ပြပေးမယ်โอเค code လေးဖြည့်ဖို့အတွက်ကျွန်တော်တို့ဒီလူပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာပါကျွန်တော်နှိပ်ပြမယ်ဒီလူပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ top add ဆိုတာလေးရှိတယ်ဒီမှာပါဆိုတော့ဒီမှာကျွန်တော် top add ဆိုတာလေးရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคပြီးရင်ဒီမှာကျွန်တော်တို့ physical voucher ဆိုတာလေးရှိတယ်ဒီနေရာမှာအများကြီးရှိတယ်ရွေးချယ်စရာကြီးဒီမှာကျွန်တော်တို့ physical voucher ဆိုတာလေးကိုဒီမှာတစ်ချက်ရွေးချယ်လိုက်မယ်ရွေးချယ်လိုက်ရင်ဒီလိုနေရာလေးရောက်သွားလိမ့်မယ်โอเคဒီနေရာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့ဒီနေရာလေးရောက်သွားရင်ဒီနေရာမှာဗာထည့်ရမလဲဆိုတော့ကျွန်တော်တို့ seller လေးပေးလိုက်တဲ့ကုတ်လေးတွေကိုကျွန်တော်တို့ထည့်ရမှာဖြစ်တယ်ကဲဆိုတော့ဒီမှာကျွန်တော်ကုတ်လေးကိုတွားကြည့်လိုက်အောင်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ကိုကုတ် seller ကဒါမျိုးကျွန်တော်တို့ကုတ်လေးတွေပေးလိုက်မယ်ဒါလေးတွေကိုကျွန်တော်တို့ကယူပြီးတော့ထည့်ရမှာဖြစ်တယ်ကဲဆိုတော့ပထမဆုံးအနေနဲ့ဒီကျွန်တော်တို့အပေါ်ကဒီကုတ်ကိုကျွန်တော်တို့ copy တစ်ချက်ယူလိုက်မယ်ယူလိုက်ပြီးရင်ဒီအကွက်မှာကျွန်တော်တို့ CDL ဆိုတဲ့နေရာမှာတွားပြီးတော့ကျွန်တော် paste ချလိုက်မယ် paste ချပြီးရင်အောက်က pin ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအောက်ကလေးလုံးတစ်ဖြက်လေးလုံးတစ်တွဲကိုလေးတွဲကိုကျွန်တော်တို့ဖြည့်ရမှာဖြစ်တယ်ကဲဆိုတော့ကျွန်တော်လေးလုံးတစ်တွဲကိုဖြည့်လိုက်မယ်နှစ်3လုံး1 46ခွန်6ခွန်4 4 5 46ခွန်6ခွန်4 4 5 6နှစ်4 6နှစ်4 6โอเคဒါလိုမျိုးကျွန်တော်တို့အပြည့်စုံဖြည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ confine ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီလိုလေး magic လေးနဲ့ပြသွားပြီးအစိမ်းအောင်စားသားလေးနဲ့ဒါဆိုရင်ရပြီဒီမှာကျွန်တော်တို့ဖြည့်လိုက်တာကကျွန်တော်အခုကအစမ်းဖြည့်ပြတာဖြစ်တဲ့အတွက်ကျွန်တော်က BRL ကျွန်တော် Unibin BRL 5 Unibin BRL ကိုဖြည့်ပြဖြစ်တယ်ဆိုတော့ငွေချင်းတို့ကဒီနေရာမှာကျွန်တော်တို့ဒီ10 UR 10 BRL ဖြည့်ရင်10ဆိုပြီးတော့ပေါ်လာမယ်100 BRL ဖြည့်ရင်100ဆိုပြီးတော့ဒီနေရာမှာပေါ်လာမှာဖြစ်တယ်ကဲဆိုတော့ကျွန်တော်တို့ကောင်းရပြီဆိုတော့ close လေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့နောက် back ကိုပြန်ထွက်လိုက်မယ် back ကိုပြန်ထွက်ပြီးကျွန်တော်တို့ profile နဲ့ကိုပြန်ပြီးတော့ဝင်ကြည့်လိုက်မယ်โอเคဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ balance မှာဒီမှာကျွန်တော်တို့ရဲ့ balance မှာဒီမှာ5ကျွန်တော်တို့ BRL ပေါ်လာပြီဖြစ်တယ်โอเคအဲ့ဒီတော့ကျွန်တော်တို့ကဒီ5 BRL နဲ့ကျွန်တော်တို့ကတွားပြီးတော့ဒီ Mobile Legends Diamond တွေဖြည့်လို့ရတယ် PUBG UC တွေကျွန်တော်တို့ဖြည့်လို့ရမှာဖြစ်တယ်ကျွန်တော်တို့ Unibin website မှာကုတ်လဲဖြည့်ပြီးပြီဆိုရင်ကျွန်တော်တို့ Mobile Legends Diamond ကိုဘယ်လိုဖြည့်ရမလဲဆိုတာတွေကိုကျွန်တော်ပြပြပေးသွားမယ်ကဲဆိုတော့ကျွန်တော်တို့ဒီမှာ website ထဲရောက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ Mobile Legends Ban ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคကျွန်တော်တို့ဒါလေးမနှိပ်ခင်မှာကျွန်တော်တို့ကတည်ထားရမှာကဘာလဲဆိုရင်ဒီအပေါ်ကကျွန်တော်တို့အလံလေးမှာကျွန်တော် Brazil ဆိုတာလေးဖြစ်ဖို့လိုတယ်ကျွန်တော်တို့ဖြည့်ထားတာလည်း Brazil BRL ဖြည့်ထားဖြစ်တဲ့အတွက်ဒီနေရာမှာ Brazil ဆိုတာလေးအလံလေးဖြစ်ဖို့ရှိဖို့လိုတယ်ဒီလန်လေးရှိပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ Mobile Legends Ban နဲ့ကိုတစ်ချက်နှိပ်လိုက်မယ်
နှိပ်လိုက်ရင် okay ကျွန်တော်တို့ဒီနေရာလေးရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်သွားရင်ကျွန်တော်တို့ကဒီမှာဒီ ID ထည့်ရမယ်အဲဆိုတော့ဒီမှာကျွန်တော်က ID လေးတွားကြည့်လိုက်မယ်18ခွန်တင်5နှစ်ခွန်တင်5 6ပြီးရင်ဒီနေရာမှာကျွန်တော် zone ID ကတော့နောက်က server ID ပြောတာဖြစ်တယ်ကျွန်တော်တို့နောက်က server တွေကခွင့်စောက်ကွန်မိတ်တဲ့ဟာကိုဖြစ်ရမှာဖြစ်တယ်โอเคကျွန်တော်တို့ဒီမှာဒီဖြည့်ပြီးပြီကျွန်တော်တို့ဒီ server ID တွေဖြည့်ပြီးပြီဆိုရင်ဒီမှာ outlet နဲ့ဆွဲချလိုက်ရင်ဒီမှာကျွန်တော်တို့ဒီရွေးချယ်ရမယ်ကျွန်တော် diamond ပမာဏရွေးချယ်ရမယ်ဆိုတော့ဒီမှာကျွန်တော်ကတော့ဒီမှာ88ပေါင်း8ကျွန်တော်ဒီ diamond လေးကိုရွေးချယ်ထားတယ်ရွေးချယ်ပြီးပြီးရင်ဒီအောက်လေးကိုနည်းနည်းဆွဲချလိုက်ပြီးရင်ဒီမှာ select payment method ဆိုတဲ့နေရာမှာဒီ Unipin credit ဆိုတာလေးကိုဒါလေးကိုတစ်ချက်နှိပ်ရမယ်โอเคဒါလေးကိုတစ်ချက်နှိပ်ပြီးရင်အောက်ကကျွန်တော်တို့ဒီမှာဒီမှာကျွန်တော်တို့ buy now ဆိုတဲ့ဟာလေးရှိတယ်ဗျာကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ဝယ်ယူရမှာဖြစ်တယ်โอเคဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒီမှာဒါလေးကိုတစ်ချက်နှိပ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီနေရာမှာကျွန်တော်ဒီ password နေရာမှာကျွန်တော်တို့ဒီအကောက်ဖွင့်လုံးကထားခဲ့တဲ့ code password 6လုံးကျွန်တော်ဒီနေရာမှာထည့်ပေးရမယ်ဒီနေရာမှာထည့်ပေးပြီးပြီဆိုရင်ဒီမှာအောက်က confine ဆိုတာလေးကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီကောင့်ထဲကို diamond လေးရောက်လာမှာဖြစ်တယ်ခုတော့ကျွန်တော်ကတော့ကျွန်တော်ကောင့်ထဲမှာဒီ diamond လေးကုတ်လေးမရှိဘူးဖြစ်တဲ့အတွက်ကျွန်တော်ဖြည့်မပြတော့ဘူးဒီနီးတိုင်းလေးပဲကျွန်တော်ဖြည့်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာတစ်ခုတတိထားရမှာကကျွန်တော်တို့ ID ထည့်ပြီးဆိုရင်ဒီနေရာရောက်ရင်ဒီမှာကျွန်တော်တို့ Mobile Legends ကျွန်တော်တို့ name လေးအကောင့် name လေးကိုဒီနေရာမှာပေါ်လာမယ်ဆိုတော့ဒီနေရာမှာပေါ်လာမယ်ဒီနေရာမှာတခြားဟာတွေဖြစ်နေတယ်မှားတယ်ဆိုရင်ဒီနေရာမှာမထည့်ပါနဲ့ခုဒီလိုလေးပဲပေါ်လာတယ်မှန်တယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ထည့်လို့ရပါပြီအဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်တယ်နားမလည်တဲ့နေရာလေးရှိရင်လည်းကျွန်တော်ကိုအချိန်မီလာမေးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ